ဆက်စာကျွေးတော့မှာလားကြည့်ပါဖြစ်ဆက်စာကြည့်မယ်ဆိုတရက်ကနေ3ရက်အတွင်းကိုဆန်ကိုတေချာပြုတ်ပြီးတော့မိခင်တို့တို့မို့ဖော်မြူလာနို့နဲ့ကြဲကြဲလေးနို့ရည်ကဲတို့ကြဲကြဲလေးဖြော်ပြီးတော့3ရက်ကျွေးပေးပါနောက်ထပ်3ရက်ကကြတော့ဆန်ရယ်နို့ရယ်အဝါရောင်ရှိရဲ့အသီးနှံတစ်မျိုးမျိုးရယ်ကို3ရက်ကျွေးပေးပါနောက်ထပ်3ရက်ကြတော့ဆန်အဝါရောင်အစိမ်းရောင်ရှိရဲ့အသီးနှံတစ်မျိုးနဲ့3ရက်ဆက်တိုက်ကျွေးပေးပါနောက်3ရက်ကိုဆန်အစိမ်းရောင်အဝါရောင်အနီရောင်ရှိတဲ့ကြက်သားသုံးမိုးငါအသီးနှံနဲ့3ရက်ကျွေးပေးပါငါးကိုကျွေးတဲ့အခါမှာကက်ကတစ်နဲ့ငကြင်းဖြူလေးကိုပဲကျွေးသေးခြင်းပါတယ်ဆယ်လမွန်ငါးတို့အနီရောင်အရမ်းရှိတဲ့ငါးတွေကကြတော့8လကျော်မှပဲကျွေးသေးခြင်းပါတယ်ကျွေးကြပါ6လပြည့်ပြီဆိုလို့ရှိရင်မမေအနေနဲ့အစာအသစ်9မျိုး10မျိုးလောက်ထိမဆက်ပေးပါအစာအသစ်တစ်မျိုးကျွေးတိုင်း3ရက်စတိုက်စမ်းကျွေးပေးပါဘာဖြစ်လို့ကျွေးခိုင်းတာလဲဆိုတော့တခုခုနဲ့ဓာတ်မတည့်တာတို့အလက်ကျစ်ဖြစ်တာတို့အဲ့လိုမျိုးတွေဖြစ်နိုင်ပါတယ်6လပြည့်တဲ့ဘေဘီလေးတွေကိုရေတရက်ကို45မိနစ်တိုက်လို့ရပါတယ်9လပြည့်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဘေဘီလေးတွေကိုကြက်ဥစစမ်းကျွေးလို့ရပါပြီကြက်ဥကျွေးတဲ့အခါမှာအနှစ်ကို3ရက်ကျွေးပါပြီးမှအကာကို3ရက်ကျွေးပါ6လတည်းကနီလန်အတိုင်းပေါ့နော်9လမှာကြတော့အဲ့လိုမျိုးပေါ့အစာအသစ်နောက်ထပ်တစ်မျိုးထည့်တိုင်း3ရက်စမ်းကျွေးပေးပါ9လပြည့်ပြီဆိုရင်ရေက60ကနေ80မဲလောက်ကြာဟိုတိုက်နိုင်ပါတယ်ကလေးကိုသူတို့စားတဲ့အစားအသောက်လေးတွေရောပေါ့နော်သူတို့လက်ကလေးတွေနဲ့ကိုင်နိုင်တဲ့အရွယ်လေးတွေပေါ့နော်ရှည်လေးတွေဓာတ်လေးနဲ့ပြီးပြီးတော့ဟိုကလေးလေးတွေကိုပေးကင်ပါเนาะပေးကင်လို့ရှိပေးကင်ခြင်းအပြင်သူတို့နောက်ပိုင်းကျရင်နည်းနည်းကြီးလာပြီတစ်နှစ်နဲ့2လ3လလောက်ဆိုရင်သူတို့ကလည်းသူတို့ကော်စားတဲ့ယူစားတဲ့အကျင့်တွေဖြစ်လာမယ်ပေါ့เนาะအဲ့ဒါကြမှာသူတို့ကလည်းသူတို့အဲ့လိုမျိုးယူစားခိုင်းခြင်းအပြင်သူတို့ယုံကြည်မှုရှိလာမယ်သူတို့အားကိုးတက်လာမယ်ပေါ့เนาะကလေးလေးတွေကိုကျွေးတဲ့အခါမှာပေါ့เนาะပန်းသီးလေးကျွေးတယ်ဆိုလို့ရှိရင်သမီးလေးဒါလေးကတော့ပန်းသီးဒါလေးကတော့ငါပြောသီးဒါလေးကတော့စပြည့်သီးပေါ့เนาะအဲ့လိုမျိုးလေးတွေပြောပြီးတော့ကျွေးပေးပါကလေးမွေးတဲ့အချိန်မှာပေါ့နော်ဒီစာအုပ်ကလေးကိုဝယ်ဖတ်တာပေါ့နော် baby genie ရဲ့ပေါ့နော်ဒီစာအုပ်ကလေးကအရန်ကောင်းတယ်ဘာလို့လဲဆိုရင်ဒီထဲမှာကလေးတွေရဲ့အုံနောက်ချိတ်ဆက်မှုပုံစံလေးတွေကိုရေးထားတယ်ပြီးတော့ကြတော့ကလေးလေးတွေကိုဘာကျွေးတင်တယ် omega 3ဆိုလို့ရှိရင်ဘယ်အသက်အရွယ်မှာဘယ်လောက်မီလီဂရမ်ကျွေးတင်တယ်ဆိုတာတွေကစပါပါတယ်ပြီးလို့ရှိရင်အုံနောက်ကောင်းစေတဲ့ဟိုအစားအသောက်6မျိုးဆိုတာကြတော့အုံနောက်ကောင်းစေတဲ့အစားအသောက်6မျိုးဆိုတာကိုသူရှင်းပြထားတယ်ဒီမှာပေါ့နော်ဒီမှာဟို broccoli ရယ် blueberry berry သီးလေးတွေရယ်ပြီးတော့ထောပတ်သီးရယ်ပြီးတော့အစိအဆန်လေးရယ်ပြီးတော့ကြက်ဥရယ်ပြီးတော့တစ်ကြားစီလေးရယ်ပြီးတော့ရေရယ်ပြီးတော့အမဲရောင် chocolate ပေါ့နော်အဲ့ဒါရယ်ပြီးတော့ငါးပေါ့နော်ငါးကြတော့အနီရောင်ရှိတဲ့ငါးပေါ့ဆယ်လမွန်ငါးပြီးတော့ကြတော့နနွင်းမုံပေါ့နော်အဲ့ဒီအစားအသောက်လေးတွေကကြတော့တဲ့ကလေးအုံနောက်ကောင်းစီတယ်တဲ့သူထောပတ်တီးရကြတော့တဲ့ဘာအတွက်အထောက်အကူပြုလဲဆိုလို့ရှိရင်တဲ့သူကအသားအရည်အတွက်ကောင်းနေတဲ့အာယုံကြောဆဲလေးတွေကိုစောင့်ရှောက်ပြီးတော့သွေးဖိအားတွေကိုထိန်းညှိပေးတယ်ဘလူးဘယ်ရီသီးလေးရကြတော့တဲ့ဗီတာမင် C နဲ့တဲ့အခြားအန်တီအောက်ဆီဒန့်ကျွယ်ဝစွာပါဝင်နေတဲ့အုံနောက်ရဲ့လှုပ်ဆောင်မှုကိုတက်ရောက်စေတယ်တဲ့အာယုံကြောရဲ့ယိုရင်းပစ္စည်းတာကိုကာကွယ်ပေးတယ်တဲ့စိတ်ဖိစီးမှုနဲ့စိုးရိမ်နဲ့စိတ်တွေကိုရော့ကျစေတယ်ပေါ့နော်ပြီးတော့ dark chocolate ကလေးကကြတော့အာယုံစူးစိုက်မှုကိုလှုံ့ဆော်ပေးတယ်တဲ့ပြီးရင်အထောက်အကူပြုစေတယ်တဲ့ပို့ပြီးတော့ကျန်းမာစေတယ်တဲ့ပိုမဲနဲ့တဲ့ chocolate ပေးရတဲ့တခြားပါဝင်မှုနည်းပါတယ်တဲ့အုံနောက်ကိုဖြစ်စေတဲ့အထဲမှာဆိုရင်ကြက်ဥကအရန်ကောင်းဘာလို့ဆိုကြက်ဥကဈေးလဲချိုတယ်နော်ပြီးတော့အရန်လဲကောင်းတယ်ပေါ့နော်သူ့ရဲ့အာနိသင်ကပေါ့နော်အုံနောက်ဖွံ့ဖြိုးမှုနဲ့မှတ်ဉာဏ်သိရင်မှုတွေကိုတဲ့အာဟာရနှမျိုးကိုတဲ့ပေးစွမ်းနေပေါ့နော်မှတ်ဉာဏ်အားကောင်းပြီးတော့တဲ့အုံနောက်ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးတယ်တဲ့ဗီတာမင် A E B6 copper calcium folate ဗီတာမင်များစွာပါဝင်နေတဲ့ကျမသမီးလေးကိုဆိုလို့ရှိရင်ပေါ့နော်မနက်တိုင်းနွားနို့တစ်ခွက်ကြက်ဥနှလုံးပေါ့နော်ကြက်ဥဆိုလို့ရှိရင်ပြုတ်တာဖြစ်ဖြစ်ပြီးတော့ကြတော့ဟိုကြက်ဥလက်ကလေးဖြစ်ဖြစ်ပေါ့နော်စီနဲနဲလေးလည်းအဲ့လိုမျိုးလေးလှုပ်ကျွေးတယ်ဆယ်လမွန်ငါးမှာကြတော့တဲ့ omega 3ပေါ့နော်သူ့ရဲ့အစီအရန်ကောင်းတာပေါ့နော်တဲ့ omega ရောတာတွေကောက်ွယ်ပေးတယ်တဲ့မှတ်ဉာဏ်အားကောင်းနေတယ်တဲ့ DHA ပါတာဖြစ်တဲ့အတွက်တဲ့သူ့ရဲ့DHA ပါတဲ့အရင်းမြစ်ကအရန်ကောင်းတယ်ဆိုပြီးတော့ရေးထားနနွင်းရဲ့ကောင်းကျိုးကကြတော့တဲ့ကင်ဆာယောဂတွေကိုလည်းကာကွယ်ပေးတယ်တဲ့အုံနောက်နဲ့အာယုံကြောယောဂမဖြစ်တာတွေကိုလည်းစိတ်ကြယောဂတွေဖြစ်တာကိုလည်းကာကွယ်ပေးရပေါ့နော်မှတ်ဉာဏ်ကိုလည်းတိုးစေရပေါ့ပြီးတော့တစ်ကြားသီးပေါ့နော်အခွန်မာသီးတွေကဗီတာမင် E အများကြီးပါတယ်တဲ့အိုမင်းရမှုနဲ့မှတ်ဉာဏ်တွေကို
ကောင်းမွန်စေတယ်ပေါ့နော်ပြီးတော့ရေရလည်းအုံနောက်ရဲ့အစိတ်အပိုင်းအင်္ဂါအစိတ်ပိုင်းတစ်ခုကိုရေရ80ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်အုံနောက်ကပေါ့နော်အဲ့တော့ရေများများတောက်ပေးခြင်းကလည်းအုံနောက်အတွက်ကောင်းမွန်တဲ့အထောက်အကူပြုတဲ့နီးလန်းလေးပေါ့နော်ဒီစာအုပ်ထဲမှာလေနော်ဟို Montessori နီးလန်းနဲ့ကလေးပြုစုပြောထောင်တဲ့နီးလန်းတွေပါအများကြီးပါပါတယ်ဒီစာအုပ်ကကြတော့ဟိုဒီလိုသုံးအုပ်တွဲလေးလာတယ်သိလားဒီဟာကြတော့မေမေတွေဖတ်ရမယ့်စာအုပ်ပြီးတော့နောက်ထပ်2အုပ်ပေါ့နော်ဟိုဟာ brain exercise ဆိုပြီးတော့1 2ဆိုပြီးတော့2အုပ်ပါသေးရယ်နော်အဲ့စာအုပ်လေးအရင်ကောင်းပါတယ်အနီရောင်ရှိတဲ့ဆလမွန်တို့အမဲသားဝတ်သားအဲ့ဒါတွေကို8လကျော်မှကျွေးစေချင်ပါတယ်ကလေးတယောက်ပြုစုတာတော်တော်တော့မလွယ်ဘူးဒီလားဓမ္မဆိုလို့ရှိရင်ဒီသမီးလေးကဒီ2နှစ်ခွဲကျော်တဲ့အချိန်မှာသမီးလေးကအရန်ကိုမတလုံးဆောင်တာပေါ့နော်သမီးလေးဟိုကလောက်ပါလားဆိုရင်လောက်ဘူးသမီးလေးဟိုသွားမယ်ဆိုမသွားဘူးသမီးလေးကဒါဝစ်မလားဆိုရင်အခုဝစ်မယ်တော့ကြောင်မဟုတ်ဘူးအဲ့လိုမျိုးတွေဒီလားရမ်းကြီးကြတယ်ပေါ့နော်ဒီစိတ်ပိုင်းကိုဖြစ်စေအားလုံးကိုဖြစ်စေကြည့်ရှုပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်